ကြားတယ် ခေါခေါ်လို့ကိုမရ อืม အဲ့ဒါ line နဲ့ချက်တာ အဲ့ဒါ line ဖြတ် အစလေးလည်းကြားတာ อืมကြားတယ် အေးခေါင်းတိုင်းနဲ့ခေါ်လို့ကိုမရ line ဖြတ်ထားတာတဲ့ မနစ်အေးဘာလို့လဲမသိဘူး อืมမေးတော့ နေရတော့အဲ့ဟွာအဲ့ရိုးအေးအမေကဘာလို့ဖေးတရားတဲ့ခဏလား မဝဲနော် ငါခေါ်လိုက် ဟမ် ငါခေါ်လိုက်တာလေ အေးပါအေးပါရေမရှိ ဟွာ လိုက်ပါ ဝင်ခိုင်းတဲ့ကူလေးရင်စကားပြော อืม ဟမ် မပြောအောင်သူတို့ အဲ့ဖြစ်တယ် ရေမကြည့်ဘူးလားလို့ ဟွာ130ကျော်လို့ရေးမကြည့်ဘူးလားဟလား ဟောအဲ့ဘာလေး ရေ ဘာမှဖြစ်ဘူးလား ရေပါမကြည့်ဘူးလား တော်တော်ပြောပြလိုက်လေဝင်းခါရလို့ပြင်ပြန်ပြီးလားစစ် မရှိဘူး ဘာလို့ချင်းတဲ့ရ ဝင်ခိုင်းလို့ပဲလား ဟုတ်ပါဘူး ဒီပဲတော့ ရွာကိုပြောတာ ရွာတော့လမ်းဆိုးချက်တယ်အဲ့ပေတရားနဲ့ရွာနဲ့ကူလမ်းဆိုးလို့တယ်တောချိုကအမိုင်းခေါ်ခဲ့တယ်ဖေကခေါ်လို့မရဘူးလေဆိုလို့ အေးရဘာလဲဝမ်းကိစ္စ တဲ့130ပြောလို့များလို့မယူဘူးတဲ့ညီတို့ကအဲ့ကြဘယ်လောက်ယူနိုင်တော့လို့ဆိုတော့100လောက်ဆိုရင်တော့ယူမယ်ဆိုရင်တော့တဲ့လောက်ပါတယ်ဘာလို့ဆိုတော့ဟိုကရတဲ့လောက်နဲ့တောင်ချောင်းခိုင်းနေတာ130ဆိုတာအဆူပေါ့ ပြေးပါအေး တရားဆိုဈေးမကြည့်ပါဘူးနော် တရားဆိုရင်ခြောင်ရတဲ့သဘောပါပဲမာကြီး အဲ့တော့ ဒီကပတ်စံနဲ့တွက်ကြည့်လိုက်မယ်ဆိုရင်တိတ်မရှိတော့ဘူးလေ တရားတိလောက်နေရှော့ပြန် မလေးအဲ့လိုပြောအနည်းအကိုကြီးကများလို့ပါတယ် อืมအုံတော့မရှိလို့ခုပတ်စံလေးဒီလောက်ကြာနေတယ် အမှန်ရ130 ဒီတော့ လေအမှန်ရ130လဲယူနိုင်ရမှာပေါ့တယ်ယူလို့ရတယ်လဲရမှာအမှန်ရစလုံးအဲ့တယ်များသွားတယ်ကောင်းတယ်အဲ့တယ်များသွားရင်တော့မကောင်းတာလေဒီကြံပေးလိုက်ဒီလား ဘာဖြစ်တယ်မေးစေ ဟိုအဆိုးကြီးလေးလားမမီးရဘူး ဟမ် ပြောပါဦး ဟိုကျော်သူ အေးပါကျော်သူ ကြံပေးနေအဲ့ဒါပြော ဒီအကြံပေးလိုက်လို့မဟုတ်လေအကြံပေးလိုက်130လေအကိုကြီးမများဘူးလို့ပြောလိုက်ဒီလားအကွက်အကျယ်ကြီး ဟုတ် ဒီလိုဝိုင်းတယ် ဟွာပဲနေအောင်ရောက်တယ်ဆိုတဲပင်သားလေးဆင်းတဲပင် တော့ပဲတဲ့ အေးတယ် တယ်ရုံးပါ တယ်ပြီးတော့ပါတယ်ဒီယူခိုင်းလိုက်ကြံပေးလိုက်ဒီလား130အောက်ရောရောမှာပေါ့လို့ရောမရောအကိုကြီးယူလိုက်လို့အကောင်းမျိုးပါတဲ့နေပါလို့စားအဲ့ထဲကိုနေရလဲဟွာဒီနှခါပြနေစိုက်ချအောင်နော်စိုက် ဝမ်းရတော့ညီပါ ရနာဆိုင် အိမ်ကြီးအေးလေညီရင်းကြီးလေအိမ်ကြီးနာချင်းဘာဖြစ်ဖြစ်အိမ်နာလေးပဲခြံလေးပါလေးဖြစ်ဖြစ်လောက်ထားလိုက်လူမနေတောင်ခြံလောက်စားတယ် อืม ဒီလိုနေပါနဲ့ရွာတဲ့ပန်းဆိုင်ဆောင်ဟာ အေးပါ ဒီကလည်းလုံးဝဝင်းနေရခက်ပြီးတော့တစ်ခုခုလောက်စား อืมဟုတ်ပါ ကြားလာအကြံပေးလိုက်လို့နော် အေးပြောလိုက်မယ် အားတော့ယူစေးခြင်းနဲ့ကြံပေးလိုက်အဖေရတာ ခွေးပေါင်းရကြီး ချက်တောင်းနဲ့ရအဖေတို့ဘိုးခမောင်ရပြောနေတာဝင်းခိုင်ရတော့ယူမဲ့ပုံရှိ အေးမင်းကပြောလိုက်ပါအေးပါကိုကြီးတို့ကပြောလိုက်ပါ အေးဒီအကြံပေးလိုက်ခုဒီအခုဖက်ချက်စေးတယ်လို့အခုကြီးပတ်ဆက်နေရလကားလောက်လိုက်ဒီလား อืมအေးပါ ကိုကြီးရွှေရဘာမှလောက်စားမဖြစ်ဘူးလို့ဝင်းခိုင်ပြောရတော့သူရွှေတွေလည်းရောင်းရမှာပေါ့တဲ့ သူရွှေလေးအဲ့မှာသူဆွဲလည်းမဆွဲအောင်တိန်ဟိုတဲနေတိန်ဒုက္ခရအန်တယ်များ အေးလေအဲ့ဒါအန်တယ်များလို့အလံပြောနေအကြံပေးလိုက်အကြံပေးလို့နေ အေးပါ ဒီလား အေး120လောက်ဆိုတော့ရမယ်မို့ ဟော လား ငါပြောချင်တယ်ဒီအဲ့လောက်ရလောက်တယ် သူက120ဆိုရင်ယူမှာ 20တောင်ပြည့်ချင်မှပြည့်ပါ အဖေကလည်း120ဆိုလို့ယူစီပေါ့ဟိုက120
ဟိုပွဲခါနဲ့ဗာနဲ့120ကတော့ပြောလိုက် အေး အဲ့လောက်ရအောင်စစ်ပြီးမယ်လို့ပြောလိုက် อืม နော် အေး အဲ့ကြသူတို့အေးလေအဲ့ကြောင့်နေအစစ်ပြအောင်ဟိုညှိပြီးလဲအကောင်းပြောအဲ့ထဲကိုသူတို့မနေတောင်မှဝိုင်းကိုဝင်းနေရခက်ဝင်းနေရဟိုမှာဟိုဟာလေဟိုကြက်မဝင်ပါမဝင်အောင်ခက်တစ်ခုခုလောက်စားရတယ် อืม ဟိုအော်ဒါတွေတိုက်ပြီးအော်ဒါစီဒါစီကောင်းတာအော်ဒါရောင်းပြီးမျိုးမောပြီးအောင်လုပ်လို့ရတယ် ဘာရောင်းရင်ဘာလို့ဥပမာ ဒီဘက်မှာဆက်ရမှာလေ မျိုးအော်ဒါကိုမင်းလေး ဟမ် ဒီဘက်မှာဝယ်တော့မစားနိုင်ဘူးဥစားတီကောင်းလည်းမကောင်းလို့ အေးအဲ့တို့အိမ်မှာလည်းရေရှိနေတာပါရေတော့နှွေးရလောင်းပြီးရင်အချိန်မေးသေးတယ် ရေလဲဆိုတာပဲပြောပြရေရှိုးတဲ့ကိုကြီးလို့ရေရှိုးတာကိုစဉ်းစားလို့ပြောလိုက် ဟလို့ပေါ့ ဘယ်ဟာရေဆိုကောင်းလဲ အေးပါဖေ အေးပါမမလို့ share လေအဲ့မှာထီလေးပါရင်တော့ဆိုဘူးလို့ ထိတော့ဘူး ထူအောင်ပါ အဲ့ဒါနေလိုက်လား မဟုတ်ပါဘူးအဲ့လိုဝင်ခံဟိုနေ20လောက်နဲ့ယူဖို့ပြောပြီးပြီဒါပေမဲ့အဲ့ဒီကိုခွန်မင်းကများရလောက်နေတယ်အဲ့ तू ကဟာမှမသိဘူးဟောခွန်မင်းက အဲ့ကိုကြီးကိုနေကြံပေးလိုက်ပြေးပါလုံးမှာတော့လို့ကိုသိန်းတီသိန်းနဲ့ကြောက်သွားခက်နေအောင်မယ်လို့အဲ့လှုပ်လိုက်ကိုကြီးတကူတည်းလှုပ်လိုက်ကြားလား อืม ငါတော့ယူစီချင်တယ်အမှန်ပြော အဲ့ဒါပြောတော့ကြမှာပေါ့ရှောင်း အဲ့ဒါရ ပြေးပါလေ ဘာလို့ ဟမ် အောင်ချင်တယ်ဟိုပဲထိနေဆိုးဒီဘယ်သူမှမယူဟိုလေသူတို့စောင့်နေတော့မယူလို့ကိုရောင်းတော့တယ်အဲ့ဒီရ20လောက် အင်း အဲ့ဒါဒီလိုပဲနော် အေးပါမိုင် ညီလို့ညှိရမှာပေါ့သူဝယ်မယ်လို့သိရတယ်ညှိလိုက်တယ် အေးပြောလား အေးဟာဆောနာအိုင်ကထိုင်လေးနီးပြီလို့တော့ဝန်ခံအောင်ပြောလိုက်တာပဲ သူတို့ပတ်စံပေးစရာရှိတယ်ကျွန်တော်တို့ကဒါပေမဲ့ तू မပြောပါဘူးအေးချောင်းပါ တော်စီကြောက်ကတော့တယ် ဘာစီနေတာ မိုင်ကထင်ရောဘာစီစဉ်ထားသေးအောင်တူတူပဲလေဟာ ဟိုပါလေတော့စနမကင်းနဲ့ဟိုပြောရပဲဟိုအဲ့ဒီပေါ့ တော်စီ စနမကင်းမျိုးဒီကလူတယောက်ခေါ်ပဲမယ်လို့တော့ပြောထားပဲကိုဝယ်ပြီးတော့စနမကင်းကိုဖုတ်မယ် ဟောအဲ့ကျွေးဖို့ပြောတာမင်းဟင်းကငါတလောက်ပဲလား ထမင်းဟဲ့ဒါစီ အေးငါးပေါင်းကြီးမှာ အေး ပေါင်းကြီးမလို့လေဖေက ဟမ် အဲ့လိုကင်းလုံးမှာပါ ဟုတ်ကဲ့ဖေ ဟုတ်တယ်ဘယ်ဒီလာမှာလဲမှာ မိလာပဲနေအောင် ဟုတ်တော့ ဟော ငါပေါင်းလား ငါပါ ငါကိုပေါင်းမှာ ဘာလို့ဘာလို့တော့ရှာတာ ပေါင်းတယ် ရှိ ပေါင်းတယ်လက်တူခေါ်ခါ ဖေးတယ်ပဲပေါ်နေ ဒီနေ့ကဆိုင်လာလို့ဒီကနေ့ဟိုပြောရလေလားပေါင်းပြရကိုကိုက ကျလက်မရိုးတော်မြည်အေးပါ ရိုးမရအောင်ကိုပေါင်းမှာပေါင်းတဲ့လူခေါ်ပေါင်းမှာလို့ပြောရပဲဖေကတော့ အဲ့ဒါစဉ်းစားဆောင်လေ လမ်းမိုးကြောင်ပြက်စီးနေရလား ဗီဒီယိုလမ်း ဗီဒီယိုလမ်းကြီးပါလေဗီဒီယိုလမ်းကြီးကောင်းပါလေဗီဒီယိုလမ်းကနေအစ်စ်ဘက်ကိုမြေလမ်းကျဆိုး အေးပါအေးပါ အေးပါအလုံးထဲမှာဆိုလုံးတယ်လို့မ လောကမြေလုံး ငါတို့အလုံးမရှိဘူး မိုင်းမရှိဘူး အေးပါမြေမြောင်းနေမြေထက်
အော်အဲ့လေ อืม နားလိုက်ထဲလိုက်လို့နေ အေးပေါ့ အေးဟွာရီယာကိုကြောင့်မရနဲ့ဆက်တယ်မရလို့ဘာမှကုန်မသိ อืม ဟောခေါ်ရင်ကြသူကလည်းခေါ်မရကိုကလည်းခေါ်မရဆက် ဟုတ်ဒီတော့မကြီးအဲ့ဒီကုသိုလ်လုပ်တဲ့သူတွေကပေါ့ယင်နေ့ဒီနေ့တော့မမြင်ဘူးရေလဲကျသွားပြီဆိုတော့ အေး ကျွန်တော် အေးလေအဲ့ကြောင့်ဟန်ကြတယ်အဲ့က ကျွန်တော်နဲ့နည်းနည်းဝေးလို့ပါကျွန်တော်တို့စီကအဖျားလေးပဲမိတာဟိုဘက်တွေမှာအိမ်နေတော်မြုပ်တနာကြကော အေးဟုတ်တယ်အဲ့ကြောင့် ရေက အိုင်ဟိုဒီနေ့ အနှစ်ပေါင်းများလာနေတယ်နော်တယောက်မှမကြုံဘူးဒီလိုမျိုးလေ အေးဟိုမလဲအဲ့ဆက်ဟိုမလဲအတိုင်းပဲဒီပြီးတော့ပဲလေတကုန်းပဲအဲ့မေရွာလေး9ရွာတေရွာဆိုအကုန်လုံးလွှမ်းသွားတယ်သူကအကုန်လုံးကိုပါသွား ဖေရလေးချီတောင်ငန်းအောင်မေးကြည့်လိုက်အောင်လေ အေးမသိဘူးအဖေမေးလာမမေး ဥကလာတို့ဘက်မှာဥကလာနဲ့တိတ်မွေးလောက်ဖြစ်အဲ့ရှောင်းရည်တက် အေးလို့အဲ့ကြောင့်ကြောက်စရာကြီး မိုင်းနဲ့တရက်ကကျွန်တော်တို့နေရာနဲ့ဆိုရင်ညစ်နေဆိုရင်2မိုင်ကြော်လောက်ဝေးရနော်အဲ့ဟိုမှာညာကြီးမလာတော့ပါဘူးလို့အော်မင်းနဲ့တစ်ခါမှလည်းအောင်လို့အေးည4နာရီညဆိုမနက်ခင်းစော4နာရီလောက်ကျတော့ဝနဲ့လာနေဟာဘာမှမသိဘူးဆိုတော့အကုန်လုံးထပြီးတော့နှိုးလို့ဆိုပြီးတော့ထကြည့်လိုက်တော့ရေတွေလာတယ်အဲ့ဒါနဲ့အပြင်ဘက်ကိုရွှေ့ပေါ့ အဲ့နေလို့ နှစ်ထပ်တိုက်ပေါ်ခဏရွှေ့နေရပေါ့အဲ့ရေကမတက်လာပါဘူးတကောက်ဝဲဒူးတဝက်လောက်ပဲတက်လာပြီးတော့အမှပြန်ကြတာညိုးကမှ ဟောရရပါဟဲ့ ဟောကြောင်းသွားပေါ့ အေးလို့အဲ့ကြောင့်တော့အေးကြောင်းသွားတယ် အေးပါဖေးလမ်းအောင်6ရလား အေးညတော့ချောင်းနေပါ့ညတော့အားလုံးတရားချားနေလို့ဒီမဲ့ရှင်းတော့နောက်ရှင်းတာဘာမှမရှိလို့ဟမ်ဟုတ်ရအေးဟိုကိုကြောင့်မမဟုတ်ပါငါမောင်နဲ့ရှင်းဟန်ရပြတာခင်းတဲ့ညာဖားနေရအေးလာဆိုင်အမားတို့ပြောရင်စံကြောက်တော့ဆနာလို့ပြောရင်ဟိုကလည်းမရှိဘူးပြောနေပြီဟုတ်မိအောင်ချက်ဒီပါမြည်စီထွက်အေးနာဆံရောက်ဆနာမတိုင်းပဲမရှိဘူးလို့တော့တော့ခါရတယ်就是我多少年的，人家以前才哪一个地方，我来人家就现在钱你这三九个老师都能看三九里外来我好说了，我来变了变没有老些了，你们是梦里有未必有什么，你这看梦里为啦，看梦里啥比嘛，把那这弄到来啥。我老家了，那是爸爸都不一样嘛。为了为了爱个是变小啥，我爸爸。哎呀，我哎呀，爸爸那个啥呀？你又不晓得你去穿了？哎呀，是不非要他ဖေး 非现你要哎那个你的妈妈？ အေးပါ哎呀，你不要客气。西龙当来的，没输了没输吧？哎，西龙啊，没输干没？哎，西龙不要。然后嘞，西龙嘛，光没得对吧？西龙的当有一有，完了跟哪里当家了？ဆံမျိုးတော့ရေ 怎么等也比来的西龙？西龙当跟哪里当家了？聪明越是说哪里东啊，老你来哟，你路光的。那等你菜龙不来是哪？菜龙不来的，不来的西龙有拿到了参加。哎，参加，那是哪里？ဝင်လာတဲ့ဟာပဲနားမှာ 到了你妈要开的点。我这干着了，家里的啊。哇，多厉害嘛，掉出来了。有点看，多厉害！我们说这个家来看。 အိမ်ထဲတင်နေတော့ကြိုက်ပြီအိမ်ထဲနေတော့ 哎，那来好嘛，都干嘛没事啊？龙我那那里的干的，哎那里的我妈妈没有钱嘞。 အလုံးမရှိရင်အိမ်ုံသွားပြီးတော့မေတို့ကူလောက်ပဲဟိုကောင်နေသွားညပြန်လှုပ်လိုက်ဟိုကနေပြီးတော့ဆိုင်ငယ်စပိန်နဲ့သွားခိုင်းလိုက်
ကျွန်တော်တို့ကလေးတော့ အေးအဲ့လိုလောအောင်ပါ ဟိုမှာ ရတဲ့လူဟာကြည့်ပါဟုတ်တယ်အဲ့ဒါကအားရမလို့ဒီကောင်းပါအေးနေကောင်းအများကြီးတုံးပါစစ်ထားလိုက်ညာစစ်ထားလဲပြောမြက်ခေါင်းနေတာအကိုင်လို့ဆိုပြီးတော့ဒီတိုင်းနေနေဘေးမှမသွားဘူးချေးလုံးလေးတောက်ပြီးနေနေတော့ဒီကနေထိုင်လိုက်ထားလိုက်တော့နော်အိုးငါတို့ကြမ်းကုတ်လိုက်ဘလုံးနေလေဟာဆိုရေချိုးလိုက်တာနော်ရေချိုးလိုက်စေးမတာရေချိုးပြီးဗမာသေးတွေတောက်တာပေါ့အင်္ဂလိပ်စီတောက်ဗမာသေးတွေ26ပါးလေးတောက်တယ်ဒီအဲ့ဟိုရောအဖေနဲ့ပြောမှငါဒီဆေးတွေတောက်တယ်တောက် ပြောနေပါ ဘယ်ပြန်မအောင်ဖေ ကျွန်တော်မှပြောလို့ဘူးပြန်မှာ အေးပါဟိုကမားရခေါ်တော့ပါ ရှမ်းလား မားရခေါ်တော့ ဟိုလိုလောက်တယ်ရှင်တော့ မခေါ်ဘူးလို့ ဟုတ်ကဲ့ဖေငါတော့ဖေခုတည်းလေးနေ အဲ့လို လေးနေကင်းအေးပါအဲ့လှမ်းပြောလိုက်အောင်ဖေအဲ့ဆိုပြန်တော့လေဖေ အေးပြန်တော့မှာ ဟုတ်ကဲ့အဲ့ဒါလည်းလောက်လာအောင်မလေးဖေခဏမှစာဖို့ဖေအဲ့ဒီရွာကြရင်ဆက်မရဘူး အေးပါ ရှားတော့မှာဖေဖြည်းဖြည်းပြန်အောင် အေးချအေး ဆယ်ခွဲ